click 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 ဆိုတော့အဲ့ဒီအတန်ကြာအရင်ကြိုက်တယ်အဲ့ဒါကြောင့်ဘာလုပ်လဲဆိုတော့ဒီလေးဆိုစူးစမ်းစာရွက်တွေကို click 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 လုပ်ရင်းလုပ်နေလက်လက်လုပ်ကြည့်မယ်ပေါ့တွေးတဲ့တွေးရနော်တကယ်တော့ကြောက်စရာကြီးစားတကယ်တော့လက်ကိုထိရင်ဟိုဖြစ်ပဲလေနော်ကလေးဆိုတိကျတယ်အဲ့မှာ quit ဆိုလုပ်ချလိုက်တာလေတွေ့တယ်ဘူးဆိုတော့အဲ့ဒါတော့မအော်ဘူးလုံးဝမအော်ဘူးတလားအကြောတင်းတာနော်အဲ့လိုဖြေးကြည့်တာအော်ပောက်သွားတာပဲလို့ပောက်သွားတာပါလို့အကြီးကိုကြည့်တယ်ဟိုဘက်ကိုကြည့်တယ်ဘူးမှမရှိဘူးသူတို့ကအိမ်နောက်ပိုင်းမှာဟင်းချက်နေကြမြင်ဟိုကပြပါဆိုလို့ဆိုပဲအင်ကြီးမှာရှိတဲ့ခေါင်းနဲ့ဒီလိုတုတ်ချပဲညလှုပ်ပြီးသွားတယ်လားအဲ့ကလေးကခုချိန်လေးမှတ်တယ် star plus ဆိုရင်အမြဲတမ်းအဲ့ကြောင့်တစ်ခါကျ star plus ကရင်တော့ကိုကအဲ့ငယ်ငယ်ကအဲ့ဒီဟာကြည့်တော့ဒီလိုလက်ကလက်ပါဆောင်ခဏကိုကဆောင်မိမိသွားတာမှုကပါလက်ထိမှဆိုရင်အဲ့လိုအဲ့တော့တဘောကတော့ကလေးတွေဆိုတော့ကလေးတွေဆိုတာဆက်စုတက်တယ် curious ဖြစ်တယ်နော်အဲ့တော့မမေဆိုရင်အသက်23နှစ်တိရလဲ curious လုပ်တော့မယ်ဆက်စုနေတော့မယ်အဲ့တော့ပြောချင်တာကကြတော့ကလေးရဲ့စူးစမ်းလူတဲ့စိတ်ကိုနှိုးဆွပေးရမယ်ပြီးရင်စူးစမ်းခွင့်ပေးရမယ်ပြီးရင် learn lesson သူ့ကိုသိခွင့်ပေးရမယ်နော်အဲ့လို step by step လုပ်ရမယ်အဲ့တော့ကလေးတယောက်ကစူးစမ်းပြီဆိုလို့ရှိရင်သူ့ရဲ့စူးစမ်းခွင့်အခွင့်အရေးကိုပေးတဲ့အချိန်မှာဆိုရှင်နားလည်အောင်ပြောပြီးအခွင့်အရေးပေးရမယ်အဲ့ဒီနေရာမှာမစူးရအောင်မအော်ရအောင်ပြောပဲပြောအဲ့လိုပဲအခုအကြီးတန်းနေရာမိတဲ့စကားပြောတယ်ပြချူတို့ဘုံတီတို့ဟိန်းတို့ရှူလုံးတို့စကားပြောသူကနားလေကြည့်လို့ပြီးတဲ့အခါကျအဲ့မှာရှူလုံးဆိုလို့ရှူလုံးကဒါဘာလို့ရေးရတာလဲရှူလုံးလေးလာလို့ရှူလုံးကတော်လို့လည်းအဲ့ဒါပြောလို့ရှိရင်ဟုတ်လားအဲ့ဒါရှူလုံးလုံးမယ်အဲ့လိုမျိုးနားလေပြီးလို့ရှိရင်ထမင်းကိုသူစားတဲ့အခါကျရင်ရှူလုံးဘာဖြစ်လို့ကောင်းစားရတာလဲရှူလုံးကောင်းမစားလို့ရှိရင်ဘိုက်အောက်မှာဆိုလို့လားစဉ်းစားပြီးတော့မေးတယ်ဟုတ်တယ်အဲ့တော့ထမင်းစားရင်အားရှိတယ်နော်အာလူလေးတွေမှာမင်းကြီးကစီပြီးထည့်ပေးထားတယ်အဲ့လိုမျိုးပေါ့ဒါအဲ့လိုချူလေးမေးဖို့များတယ်အော်ဒါဆိုတော့နော်ထမင်းကုံအောင်ဘာကြောင့်စားရဲဆိုတဲ့အတိတ်ပဲကိုကလေးတွေကမသိဘူးမင်းကောင်စားမှာထမင်းဘာကြောင့်စားရတာလဲနေတိုင်းသူကစားရစိတ်ညစ်လာပြီစိတ်ညစ်လာတဲ့အတွက်ကြောင့်မို့ तू ကတကယ်တော့ तू မစားချင်တော့ तू မစားချင်တာကိုဆရာမဆိုတော့စားချင်စပွဲဖြစ်အောင်ပြောရတာတစ်မျိုးနားလည်အောင်ပြောရတာပေါ့ဆိုတော့ तू လည်းပဲကျတော့ तू နဲ့ကိုက်ညီတဲ့စကားလုံးနဲ့ပြောရတာထမင်းဘာကြောင့်စားရဲဆိုတော့ပြောပြဘုံကြီးတို့ချူတို့ကကြတော့ဟို because နဲ့အမြဲဆက်ပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ဘုံကြီးဒါလေးကဒီလိုရှိရနော်ဒါဒီလိုလေးဝါပြီးတော့စားတော့ဒါတော့အဲ့လိုမဟုတ်လို့ရှိရင်ဒါလေချောင်းတက်မှာဆိုလို့တော့အဲ့လိုပြောပြရင်သူလက်ခံ